တခါတော့ကမော်ဆန်နဲ့မျက်ခင်းမြင်တစ်ခုမှာစူးစမ်းလိုစိတ်တွေကြီးမားတဲ့မျက်လုံးတွေနဲ့လင်းမြန်စွာတစ်ဖြက်ဖြက်ခန့်နေတဲ့အတောင်တွေပါရှိတဲ့တင်းငယ်တဲ့ပြားလေးပါစီရှိတဲ့ကွယ်သူကပျော်ရွှင်စွာနဲ့ဝှက်ရည်တွေစူဆောင်းကပြန်တန်းနေတဲ့ကွယ်သူ့ရဲ့အလုပ်ဖြစ်တဲ့ပြားအောင်တွေအရသာရှိတဲ့ပြားရည်တွေစူဆောင်းရတာကိုနှစ်သက်တဲ့ကွယ်ဒါပေမဲ့အရှားပါဆုံးနဲ့အစွမ်းထက်ဆုံးဖြစ်တဲ့ရွှေရောင်ပြားရည်ကပျောက်ဆုံးနေတဲ့ကွယ်အဲ့ဒီပြားရည်ကသူတို့ကိုညဘက်တင်မှာအလင်းပေးနိုင်တဲ့ကွယ်ပြားပြင်မကြီးကပြားအောင်မှာရှိတဲ့ပြားအလုံးကိုစုဝေးစေတဲ့ကွယ်ပြားလေးပါစီငါတို့မင်းရဲ့ကူညီလိုအပ်တယ်ကွရွှေရောင်ပြားရည်ကလည်းပျောက်သွားပြီပြီးတော့အဲ့ဒါမရှိရင်ငါတို့ရဲ့ပြားအောင်ဟာညဘက်မှာတောက်ပနိုင်မှာမဟုတ်ဘူးလေအဲ့ဒီချိန်မှာပဲပြားလေးပါစီကအံ့အားတင်သွားခဲ့တဲ့ကွယ်ကျွန်တော်မျိုးရအောင်ရှာပေးပါမယ်ဆိုပြီးတော့မှပြားပြင်မကြီးကိုဂတိပေးလိုက်တဲ့ကွယ်ပြားလေးပါစီကအယောင်သွေးစုံလင်းနဲ့မျက်ခင်းမြင်တွေကိုလည်းအလင်းအမြန်ဖြတ်တန်းရတယ်ပြီးတော့အနီအောင်ပန်းမွင့်နေခရမ်းရောင်လီလီပန်းနေစားတဲ့ပန်းပေါင်းစုံလင်းနဲ့နေရာတွေကိုလည်းကြော်ဖြတ်သွားရတဲ့ကွယ်သူမကပြားရည်အိုးရဲ့အနီးနားမှာခြေရတစ်ခုကိုသတိပြုမိခဲ့တဲ့ကွယ်ဒါတွေကပြားခြေရမဟုတ်ဘူးသူတို့ကအရန်ကြီးတယ်ဆိုပြီးတော့ပြားလေးပါစီကတွေးမိလိုက်တဲ့ကွယ်ပြားလေးပါစီကတင်းငယ်တဲ့ကြွက်ကလေးဖြစ်တဲ့မိုင်လိုစီကိုရောက်ရှိသွားခဲ့တဲ့ကွယ်မိုင်လိုတဲရောက်ရွှေရောင်ပြားရည်ယူသွားတာကိုမင်းမြင်လိုက်သေးလားမိုင်လိုကလည်းခေါင်းခါပြီးတော့မှပြန်ပြောခဲ့တဲ့ကွယ်မမြင်လိုက်ပါဘူးဗျာဒါပေမဲ့ကြီးပြီးတော့ပွားရောင်ရောင်ဖြစ်နေတဲ့တခုခုခြုံပုတ်တွေထဲမှာတစ်ချက်ချက်နဲ့မိတာကိုတော့ကြားလိုက်ရတယ်ကျေးဇူးတင်ပါတယ်မိုင်လိုကျုပ်သွားကြည့်လိုက်အောင်မယ်ပြားလေးပါစီကမိုင်လိုကိုနှုတ်ဆက်ပြီးတော့ခြုံမုတ်တွေရှိရာကိုအလင်းအမြန်ပြန်တန်းသွားခဲ့တဲ့ကွယ်ခြုံမုတ်တွေရဲ့နောက်ွယ်မှာဗန်နီလို့ခေါ်တဲ့ကြီးမားတဲ့အညူရောင်ဝက်ဝံပေါက်ကလေးတစ်ကောင်ကသူ့ရဲ့လက်ဖွားတွေကိုရက်နေတဲ့ကွယ်ပြားလေးပါစီကအံ့အားတင်သွားတာပေါ့ကွယ်ဗန်နီမင်းရွှေရောင်ပြားရည်တွေကိုယူသွားတာလားဗန်နီကလည်းအံ့အားတင်သွားခဲ့တဲ့ကွယ်ဟာကျွန်တော်လားအိုးမဟုတ်ပါဘူးကျွန်တော်ကကိုယ့်ရဲ့ပြားရည်ကိုပဲစားနေတာပါဒါပေမဲ့တောက်ပနေတဲ့အယောင်တစ်ခုခုရေတကုံကိုဖြတ်ပြီးတော့ပြန်တန်းသွားတာကိုတော့မြင်လိုက်ပါတယ်ခင်ဗျာဘာတောက်ပနေတာလားဟာဒါရွှေရောင်ပြားရည်ပဲဖြစ်ရမယ်ပြားလေးပါစီကလည်းဗန်နီကိုကျေးဇူးတင်စကားပြောပြီးတော့ရေတကုံရှိရာကိုအလင်းအမြန်နဲ့ပြန်တန်းသွားရတာပေါ့ကွယ်ပြားလေးပါစီကတောက်ပနေတဲ့ရေတကုံကိုရောက်လာတဲ့အခါမှာရင်ငွေတွေကအင်းများတဲ့ခန်းစားချက်ကိုပေးနေတဲ့ကွယ်ရုတ်တရက်ပြားလေးပါစီကရွှေရောင်တစ်ခုရေတကုံနောက်ွယ်မှာတောက်ပနေတာကိုသတိပြုမိလိုက်တဲ့ကွယ်သူကရင်ငွေတွေကိုဂရုတစိုက်ဖြတ်ပြီးတော့ပြန်တန်းသွားတဲ့ကွယ်ပြီးတော့လှိဝက်ကူတစ်ခုကိုတွေ့လိုက်ရတဲ့ကွယ်ကူထဲမှာဖလစ်ကာလို့ခေါ်တဲ့တင်းငယ်ပြီးတော့အိတ်နေတဲ့ပိုးစုံညူးလေးတစ်ကောင်ကတောက်ပနေတဲ့ရွှေရောင်ပြားရည်အိုးဘေးမှာကွေးကွေးလေးအိတ်နေတဲ့ကွယ်ဖလစ်ကာမင်းရွှေရောင်ပြားရည်ကိုယူသွားတာလားအိုးကျွန်တော်ယူသွားဖို့မယူရပါဘူးခမညာဒါပေမဲ့ကျွန်တော်ကအဲ့ဒါကိုတောက်ပနေတဲ့ကြက်တလုံးလို့ထင်ပြီးညဘက်မှာကျွန်တော်ကိုအဖော်ပြဝေးဖို့ဒီကိုယူလာခဲ့မိတာပါပိုးစုံကျူးလေးဖလစ်ကာကလည်းပြားလေးပါစီကိုတောင်းပန်လိုက်တဲ့ကွယ်နားလဲပါတယ်ကွာဒါပေမဲ့ပြားအောင်ကလည်းတောက်ပဖို့လိုအပ်နေတယ်ကွငါတို့အတူတူပြန်ယူသွားကြရအောင်နော်ဖလစ်ကာကလည်းပျော်ရွှင်စွာနဲ့ပဲခေါင်းငိမ့်ပြီးပြားရည်ကိုတည်ဆောင်မှုအတွက်ပြားလေးပါစီကိုကူညီခဲ့တဲ့ကွယ်ပြားလေးပါစီနဲ့ဖလစ်ကာတို့ကလည်းရွှေရောင်ပြားရည်တွေကိုတည်ဆောင်ပြီးတော့ပျော်ရွှင်စွာနဲ့ပဲပြားအောင်ကိုပြန်လာကြတဲ့ကွယ်ပြားလေးပါစီမင်းလုံနိုင်ခဲ့တဲ့ပြားအောင်မှာရှိတဲ့တငယ်ချင်းတွေနဲ့ပြီးတော့ပြားအောင်ပြင်မကြီးကချီကျူးလိုက်တဲ့ကွယ်ရွှေရောင်ပြားရည်အိုးကိုပြားအောင်ထဲကိုထည့်လိုက်တဲ့နဲ့တပြိုင်တည်းမှာပဲပြားအောင်တစ်ခုလုံးကမျက်ခင်းမြင်တွေကိုမီးအိမ်ကဲသို့အလင်းပေးနိုင်တဲ့ကွယ်နှွေးထွေးတဲ့ရွှေရောင်လင်းတွေကလည်းတောက်ပနေတာပေါ့ကွယ်ဖလစ်ကာကပြုံးလိုက်ပြီးတော့ဒါကကျွန်တော်ကူထက်ပူလာပါလားဆိုပြီးတော့တွေးလိုက်မိတဲ့ကွယ်ပြားအောင်ပြင်မကြီးကတော့ကျဉ်နဲ့နေတာပေါ့ကွယ်ကျေးဇူးတင်ပါတယ်ပြားလေးပါစီမင်းကရွှေရောင်ပြားရည်ကိုလည်းရှာဖွေနိုင်ခဲ့ပြီပြီးတော့ဖလစ်ကာမင်းအလင်းရောင်လိုချင်တဲ့အခါတိုင်းပြားအောင်ကိုလာလေပါအမြဲကြိုဆိုပါတယ်နော်
ပြားလေးပါစီကလည်းဝမ်းသာအားရနဲ့ပြုံးလိုက်မိပြီးတော့ပြဿနာတွေကိုဖြေရှင်းသွားပြီးတော့တငယ်ချင်းတယောက်ရတဲ့အတွက်အလွန်ပျော်ရွှင်နေတာပေါ့ကွယ်ပြားအောင်ကလည်းမြက်ခင်းမြေမှာညဘက်ကောင်းကင်နဲ့အတူတောက်ပနေတာပေါ့ကွယ်ပြားလေးပါစီကလည်းသူ့ရဲ့နဲ့နေတဲ့ပြဿနာတွေကိုဖြေရှင်းပြီးတော့သူ့ရဲ့ပြားအောင်ကိုကူညီခဲ့တဲ့အကြောင်းကိုစဉ်းစားကြည့်ရင်လည်းပျော်ရွှင်စွာနဲ့အနားယူနေတဲ့ကွယ်ရွှေရောင်ပြားရည်ရှာဖွေမှုစွန့်စားကန်းလေးကတော့ဒီလောက်ပါပဲကွယ်ပြားလေးပါစီကလည်းသူနဲ့သူ့တငယ်ချင်းတွေအဖွဲလိုက်လှုပ်ဆောင်ရတာတွေကျင်နာမှုနဲ့စွန့်စားမှုတွေကနေ့ရက်တိုင်းကိုပို့ပြီးတော့ထူခြားစေတယ်ပို့ပြီးတော့ပျော်ရွှင်မှုတွေရစေတယ်ဆိုပြီးတော့တင်ယူခဲ့မိတဲ့ကွယ်ကလေးတို့လည်းပြားလေးပါစီလို့ကြုံလာသမျှပြဿနာတွေကိုဖြေရှင်းနိုင်တဲ့လူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်နောက်နေ့မှတွေ့ကြမယ်နော်အားလုံးပဲတက်တာပါ